အားလုံးမင်္ဂလာပါခင်ဗျာ KNN Education နဲ့ကြိုဆိုပါရစေဒီနေ့ကျွန်တော် grade 12 initial letters အပုပ် 20 မြောက်ကိုပြောမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်နေ့စဉ်သတင်းစာထဲမှာဒီ unit လိုက်ပေါ့နော်10ပုဒ်စီ10ပုဒ်စီစုထားတဲ့တဲကအခုကကျွန်တော် unit 11ပေါ့ a day's wait တကယ်ကဒီထုတ်ထားတဲ့10ပုဒ်ကိုပြောမှာဖြစ်ပါတယ်initial letter space ပြင်နိုင်ဖို့အတွက်ဆိုရင်ဒီ MRTB ဆိုတဲ့5ချက်ကိုလုပ်ထားဖို့လိုပါတယ်။ Number 1က meaning reading meaning နဲ့ vocabulary တွေချက်ထားရမယ်။ Number 2က reading survive ဖတ်ရမယ်။ Number 3ကတော့ translation ဘာသာပြန်တဲ့အပိုင်းလေးကိုလုပ်ထားရမယ်။ Number 4 understanding ကစကားလုံးတွေကိုနားလည်ရမယ်။ Number 5ကတော့ practice လေ့ကျင့်တဲ့အပိုင်းဖြစ်ပါတယ်။ဒီ5ချက်ကိုပိုင်နိုင်ပြီဆိုရင်တော့ကျွန်တော် initial letters အမှတ်ပြရဖို့ဒါနှိစက်ပါပြီပေါ့။ဒီမှာဆိုရင်complete the sentences with the appropriate words တင်တော်တဲ့စကားလုံးတွေနဲ့စာကြောင်းတွေကိုဖြည့်စွက်ပါဒီ initial letters စာ given အစစလုံးတွေပေးထားတယ် Number 1 the teacher gave ဆရာမက gave clear ဒီသင်ခန်းစာတွေပေါ့နော်ကိုယ့်အရင်ကြိုးစားဖြည့်ကြည့်ပေါ့ပြီးမှကျွန်တော်ပြပြထားတယ်တိုက်ပါမယ် Okay အဲ့ဒါစကြအောင် The teacher gave clear I blank before starting the science experiment 2 You should take this and blank twice a day after meals 3. An e-blank can spread quickly if people don't take precautions. 4. Cold weather increases the risk of respiratory infections like B-blank. 5. The nurse placed that T-blank under his tongue to measure his temperature. 6. With determination and support, he was able to O-blank his challenges. 7. She couldn't stop laughing at the S-blank jokes her friend was telling. 8. The movie Rich is C-blank when the hero confronted the villain. Number 9. She is wrong, but she is too S-blank to admit it. 10. The doctor recommended a B-blank to help with the digestive problem. Okay, ဒီ7 ဖြည်းဖြည်းဆိုကျွန်တော်အဖြေတိုက်ကြအောင်ပေါ့နော် Number 1မှာဆိုရင် the teacher ဆရာမက give ပေးတယ် clear ရှင်းလင်းတဲ့ I'm blank ပေးတယ်ပေါ့ before မတိုင်ခင် study မစတင်ခင် the science experiment ဒီသိပ္ပံလက်တွေ့ဆောင်ရွက်ချက်မစခင်ဆရာမကဘာတွေပေးမလဲရှင်းလင်းတဲ့ညွှန်ကြားချက်ပေးတယ်ပေါ့နော်ညွှန်ကြားချက်ကို I နဲ့စဆိုရင် instructions ပေါ့အဲဆိုတော့ number 1က INSTRUCTIONS instructions Okay, number 2 you should take မင်းတောက်ရမယ်ပေါ့ this am နဲ့စတဲ့ဟာ twice a day တရက်ကို2ကြိမ် after meals ဆိုတာကကျွန်တော်တို့ဒီအစာစားပြီးတော့ပေါ့အစာစားပြီးတရက်ကို2ကြိမ်တောက်ရမယ်ဆိုတော့ဗာလဲဆို say ပေါ့နော် am နဲ့စတာဆိုတော့ number 2အဖြေက MEDICINE medicine number 3က an e blank e နဲ့စတဲ့ဟာပေါ့နော် can spread quickly လွှဲမြန်စွာပြန့်နှံ့နိုင်တယ် if people don't take precautions ဆိုတာကဒီကြိုတင်ကာဝယ်မှုတွေပေါ့နော်ကြိုတင်ကာဝယ်မှုတွေဒါလူတွေကမလုပ်ဘူးဆိုရင်လင်းမြန်စွာပြန့်နှံ့နိုင်တယ်ဗာလဲကူးစက်ရောဂါပေါ့ကူးစက်ရောဂါကို e နဲ့စတာ EPIDMIC epidemic ကူးစက်ရောဂါ Okay, number 4 cold weather ဒီအေးမြတဲ့ရာသီဥတုက increases တိုးစေတယ်ဖြစ်စေတယ်တိုးမြင့်စေတယ်ပေါ့ the risk ဆိုတာဖြစ်ပွားမှုကို respiratory infection ဒီလမ်းကြောင်းအသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်မှုတွေကိုဖြစ်စေတယ်မှာ like ကဲ့သို့တော့အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်ပြီးဖြစ်တာဆိုတော့ဒီအဆုတ်ရောင်ရောဂါပေါ့နော်ဒါဆို P နဲ့စတာ pneumonia 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 အဆုတ်ရောင်ရောဂါအဆုတ်အေးမိရောဂါပေါ့ Okay, number 5 The nurse ဒီ nurse တူနာပြုက place ထားတယ် that အဲ့ဒီက D နဲ့စတယ်ပေါ့နော် under his tongue ရှာအောက်မှာထားလိုက်တယ်ဘာလို့ဖို့လဲဆို to measure တိုင်းတာဖို့ his temperature သူ့ရဲ့အပူချိန်ကိုတိုင်းဖို့အဲ့တော့ဒီကိုပူချိန်ကိုတိုင်းတာဆိုရင်ရှာအောက်မှာထားတာကြိုင်အောက်မှာထားတာဘာရှိလဲဆို thermometer ပဲရှိတယ်ပေါ့နော်အပူချိန်တိုင်းကလေးရဆိုတော့ number 5ရဲ့အဖြေကဒီအရှိရာ thermometer thermometer Okay, number 6က with determination ဆိုဆုံးဖြတ်ချက်ခိုင်မာခြင်းဒါမှမဟုတ်ဆွဲလုံးလားပေါ့နော်အဲ့တော့ and ပြီးတော့ support ထောက်ပံ့မှုအဲ့တော့ဆုံးဖြတ်ချက်ခိုင်မာမှုဆွဲလုံးလားရှိမှုနဲ့ဒီဆွဲလုံးလားရှိမှုနဲ့ထောက်ပံ့ဆွဲလုံးလားရှိမှုရဲ့ထောက်ပံ့မှုတွေနဲ့အတူ he was able to do လုပ်နိုင်တယ် his challenge သူ့ရဲ့ဒီစိန်ခေါ်မှုတွေကိုဘာလုပ်နိုင်လဲကြော်လွှားနိုင်တယ်ပေါ့နော်ကိုယ်မှာဆုံးဖြတ်ချက်ခိုင်မာရှိမယ်ဆွဲလုံးလားလည်းရှိမယ်လိုအပ်တဲ့ထောက်ပံ့တွေလည်းရှိမယ်ဆိုရင်တော့ဒါပဲစိန်ခေါ်မှုမဆိုကြော်လွှားနိုင်တယ်အဲ့တော့2 plus per 1ပေါ့နော်2ရဲ့နောက်မှာဆိုper 1လိုက်တယ်အဲ့တော့ကြော်လွှားသည်ကြော်လွန်သည်က over ရ COME overcome Okay, number 7 she couldn't stop laughing ရီတာကိုမရက်နိုင်ဘူးပေါ့နော် at the ဘယ်မှာလဲဆိုရင် s နဲ့စတယ်ပေါ့နော်ဒီမှာဆိုရင် jokes ဟာတာ
ရေးစရာဟာတာဖြစ်တဲ့ကြောင့်မို့ဒီ noun ရဲ့ရှေ့ဆို adjective ဖြစ်မှာပေါ့ her friend was telling သူ့ရဲ့တငယ်ချင်းသူမရဲ့တငယ်ချင်းကပြောနေတဲ့ဒီရေးစရာဟာတာပေါ့နော်ဘယ်လိုရေးစရာဟာတာလဲဆိုတော့ဒီပေါ်ကြောင်ကြောင်ပေါ့ပေါ်ကြောင်ကြောင်နိုင်တော့ s နဲ့စာတာ silly silly ပေါ်ကြောင်တော့ ngay nằm ấy the movieဒီရုပ်ရှင်က rich ရောက်သွားပြီ is ၎င်းရဲ့စီနဲ့စားရပါတော့ one အချိန်မှာ the hero သူရဲ့ကောင်းကမင်းသားပေါ့ဗျာ confronted ဆိုတာကြုံနီးတွေ့ဆုံနီးကြုံကြိုက်သည် the villain နဲ့ villain ပေါ့နော်လူဆိုးနဲ့တွေ့ကြုံလိုက်တဲ့အခါမှာအဲ့တော့မင်းသားနဲ့လူဆိုးနဲ့နောက်ဆုံးတွေ့ကြရပေါ့တွေ့ကြရဆိုရင်ဒါနော်မင်းသားနိုင်စေချင်တဲ့ခါကျတော့ဒါဆက်ရဲ့ဒါရုပ်ရှင်ရဲ့အထွတ်အထိပ်ပေါ့အထွတ်အထိပ်ကိုရောက်ဆိုတော့အထွတ်အထိပ်ကိုစီနဲ့စားပြီးတော့ CLI MAS climate အထွတ်အထိပ်ဇတ်ထွတ်ပေါ့နော် okay number 9 she is wrong သူမမှားနေတယ်ဒါပေမဲ့ she is true သူအရန်ကိုသူမအရန်ကိုဖြစ်လုံးတယ် to admit အဲ့ဒါကိုဝန်ခံမှုတချို့ဆိုရှိတယ်လေကိုမားတော့မားနေတယ်ဒါပေမဲ့မားတာကိုလည်းဒီဝန်ခံမှုကဘာဖြစ်လဲဆိုခေါင်းမာတယ်ပေါ့နော်ဝန်မခံချင်ဘူးပေါ့အဲ့ဒါမျိုးကြတော့ S နဲ့စာရေးပါခေါ်လဲဆိုရင် STUBBOIN start bond ခေါင်းမာတော့ဝန်မခံချင်တော့ပေါ့ okay number 10 number 10တထောက်တာဆရာဝန်က recommend တဲ့အကြံပြုတယ်ပေါ့ A ဘာလဲဆို B နဲ့စာရရto help with ကူညီဖို့ရန် the digestive problem ဒီအစာခြေချင်းနဲ့ပတ်သက်တဲ့ပြဿနာကိုကူညီဖို့အတွက်ဘာကိုအကြံပြုလဲကျွန်တော်အစာခြေနဲ့ပတ်သက်ပြီးတော့တခါကျရင်ကျွန်တော်ဘိုက်အောင်နာတွေဘိုက်နာတာတွေနဲ့ပတ်သက်ပြီးလို့ရှိရင်ဘာလို့ကြလဲဆိုတော့ကျွန်တော် one note လေးရှိကြတယ် one note စေစားလေးရှိကြတယ်ပေါ့အဲ့တော့ဆရာဝန်ကလည်းဒီ one note စေကိုအကြံပြုမှာပဲလေဆိုတော့ကျွန်တော် P နဲ့စတာ one note စေက PURGATIV targeted ပေါ့ okay ဒါဆိုရင်ဒီအဖြစ်လေးတွေကိုကျွန်တော်တက်စီပြန်ရေးကြည့်အောင် number 1 instructions number 2 medicine number 3 epidemic number 4 pneumonia number 5 thermometer number 6 overcome number 7 silly number 8 climate number 9 start bond number 10 targeted okay ဒီနေ့ကတော့လောက်ပါပဲနောက်နေ့မှပြန်ပြီးတော့တွေ့ကြတာပေါ့အဲ့တော့ဒီလိုသင်ခန်းစာလေးကိုလေ့လာချင်တယ်ဆိုရင်တော့ကျွန်တော် KN Education Channel လေးကို subscribe လုပ်ထားပေးပါပေးတာကခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်